ကညွန့်ဟာဒီဖျားလောက်ပဲစားလို့ရတယ်ရည်ဝမ်းစားလို့မရတော့ဘူးနော်တော့ဒီလောက်လေးပဲစားလို့ရတယ်အဲကျွန်တော်ဒီလောက်ထိစားတယ်ဒီလိုတော်တော်နုနုထွားထွားကြီးကြတော့တော်တော်လေးကိုအရင်ထိတွားလို့ရတယ်နော်ဒီကြပြားရဲလို့ရှိနော်တော်တော်ရင်းသွားပြီကညွန့်ကြော်ဖို့ပါဝင်ပစ္စည်းလေးတွေအဲ့လိုလုပ်ထားပါမယ်ပြီးရင်ကညွန့်ကိုရင်နွေးရင်ဖြိုးမယ်ဒီတော့စားနဲ့ထည့်မယ်စီးနဲ့ထည့်မယ်ပြီးရင်ကညွန့်လေးထည့်မယ်တမင်းဆိုရပါပြီတမင်းပြပါတော့မယ်ပစ်ဆိုမိပါတော့မယ်တော့ပိတ်ဆိုမိသွားပါပြီ။ဒီနေ့ချက်ချင်းအေးအောင်လုပ်ပါမယ်။ဒီပါမရေးမအောင်ည။စားလို့ကောင်းပါလေ။ကောင်းဒီစီလေးထည့်ရတဲ့အတွက်ဒီရောင်လေးကတော့တောက်ပြောင်ပါနော်ကဲအခုဆိုရင်စက်သားကိုစီသွားတက်ပါမယ်စက်သွန်လေးကိုစီတက်မယ်ရတာကဒါရှိလေးနဲ့ထည့်ပါမယ်ဘယ်လောက်ပါပဲအခုဆို2မိနစ်ရှိသွားပါပြီဖြူစီလေးနဲ့ထည့်ပါမယ်ဒီကောင်းနေနဲ့ထည့်မယ်။အန်တီအလေးနေနေထည့်နေတယ်နော်။နမနေပဲကြာတော့လုံဆုံးabout ကညွန့်လေးထည့်ပါမယ်။ဒီလိုက်မယ်ရပါခင်ဗျာ။10မိနစ်ဆိုရပါပြီ။ချက်ပြီးသားတွေကအကုန်လုံးကဒီကြည့်လိုက်နေနေရတာvery nice ရပါပြီခင်ဗျာရပါပြီမတန်လှပတဲ့ခင်းပွဲလေးရပါပြီခင်ဗျာဒီပေးလိုက်ကြ very nice so nice see oh my god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  oh beautiful